ဖျားသခင်သည်ငါတို့ခိုလုံရာဖြစ်၍ခွန်အားကိုပေးတော်မူ၏ဘေးရောက်သည့်ကာလအထူးသဖြင့်ကူမတော်မူကြောင်းထင်ရှားလျက်ရှိ၏ထို့ကြောင့်ပထဝီမြေကြီးသည်ရွေ့သွား၍တောင်များတုန်လှုပ်လျက်သမုတ်တရားသို့ကျတော်လဲငါတို့သည်ကြောက်လန့်ခြင်းမရှိသမုတ်တရားရည်သည်ဟုံးဟုံးမြည်၍မှွေနှောက်ပါလေစေလှိုင်းတဘိုးထသဖြင့်တောင်များတုန်လှုပ်ပါလေစေမြစ်တမြစ်ရှိသေး၏ထိုမြစ်ရည်သည်စီး၍ဖျားသခင်၏မြို့တည်းဟုသောအမြင့်ဆုံးသောဖျားကျင်းဝတ်တော်မူရာတန်ရှင်သောမြို့တော်ကိုရှင်လန်းစေတတ်၏ထိုမြို့သည်ဖျားသခင်ကျင်းဝတ်တော်မူရာဖြစ်၍တုန်လှုပ်ခြင်းမရှိရာမိုးတောက်လင်းစား၌ဖျားသခင်ကူမတော်မူလိမ့်မည်လူမျိုးတို့သည်ဟုံးဟုံးမြည်ကြ၏တိုင်းနိုင်ငံတို့သည်လှုပ်ရှားကြ၏ဗျာဒိတ်တော်အတန်ကိုလွတ်တော်မူ၍မြေကြီးသည်အရေးဖြစ်လေ၏ကောင်းကင်ဘုရားအရှင်ထာဝရဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၏ယာကုပ်အမျိုး၏ဘုရားသခင်သည်ငါတို့ခိုလုံရာဖြစ်တော်မူ၏ရောက်ချင်းစံကိုဘုရားသခင်တာဝိကောင်းကြီးပေးပါစေ46ခုမြောက်သောစာလံ